လောကမှာလူတော်တော်များများကလေကိုမလုံနိုင်တဲ့အရာကိုပြင်ဆင်ဖို့ထက်လေကိုနေရာမရတာကိုပဲလူတကာကိုလိုက်အပြစ်တင်ပြီးတော့လွယ်လွယ်နဲ့လက်လျှော့အရှုံးပေးတတ်ကြတယ်အဲ့ဒါကလေကိုဘွားကိုကိုတိုင်းကလေအရှုံးပေးအဆုံးသတ်လိုက်တာ ਨੇ အတူတူပဲမှတ်ထားနော်နေရာဆိုတာလေတောင်းယူရတာမဟုတ်ဘူးနေရာတစ်ခုရဖို့ဆိုတာကိုယ့်ရဲ့ပင်ကိုအရေးချင်းနဲ့တိမ့်ပိုက်ရတာမျိုးကိုကအစင်သစ်မဖြစ်သေးပဲနဲ့နေရာတစ်ခုကိုရအောင်ယူလိုက်နိုင်ရင်တော့အဲ့ဒီနေရာမှာမင်းကြကြရက်တည်နိုင်မလားမင်းစဉ်းစားလေအဲ့ဒါကြောင့်အရှုံးပေးမယ်ဆိုတဲ့လမ်းကိုလွယ်နဲ့ရွေးလိုက်မယ်အစားငါဘာတွေထပ်ပြဖို့လိုနေလဲငါဘာတွေလိုအပ်ချက်ရှိနေလဲဒါကိုပဲ focus လုပ်ပါလုံးဝအာရုံစိုက်ထားပါမင်းကသာသူများတွေနဲ့မတူတဲ့အရေးအသွေးတွေနဲ့ဘသူနဲ့မှအစားထိုးလို့မရအောင်တကယ်တော်နေတက်နေအရေးအချင်းပြည့်နေပြီဆိုရင်လေမင်းကိုဘသူကမှမျက်ကွယ်ပြုနိုင်မှာမဟုတ်ဘူးမင်းရဲ့တန်ဖိုးဆိုတာမင်းရဲ့အရေးချင်းပေါ်ပဲမူတည်တာအဲ့လိုမှမဟုတ်ဘဲနဲ့တော့နေရမရပါဘူးဆိုပြီးထိုင်អော်နေလို့လေနေရကြီးကရွှေဘင်းလို့ပေါက်လာမှာမဟုတ်ဘူးမင်းရဲ့အရေးချင်းပဲအဲ့တော့ကိုပြောင်းလဲဖို့အသင့်ဖြစ်နေပြီလားကိုပတာကိုစဉ်းစားတကယ်လို့ပြောင်းလဲဖို့အသင့်ဖြစ်နေရဆိုရင်ဒီ comment လေးမှာ yes လို့မှန်သွားပြီပါကျမတို့မတ်တင်နေလာဖြစ်ပါတယ် The Nature Glory ရဲ့ founder တယောက်ဖြစ်တယ်လို့မိတ်ဆွေတို့ရဲ့ productivity တွေတိုးတက်အောင်မြင်စေဖို့အတွက် foundation အုံးမြစ်ကနေထိတ်ဆုံးရအောင်တည်ဆောက်ပေးနေတဲ့ business strategy architect တယောက်ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆုံတွေ့ပါ